Hello အညာဒေတာရဲ့အစားအစာလေးဖြစ်တဲ့မုတ်စီကြော်လေးကြော်ပါမယ်ရှင်ဒီမုတ်စီကြော်လေးတွေကိုပေါ့နော်သူများနိုင်ငံမှာရောက်နေတဲ့အချိန်မှာစားချင်တယ်ဆိုရင်ကြော်ရတာလည်းရမ်းလွယ်ကူပါတယ်နော်အခုတော့နှမ်းဖြူလေးလည်းထည့်ထားရပေါ့နော်ကောင်းကြီးနဲ့စံချမ်းနဲ့ကိုနှစ်ဆတစ်စားထည့်ပြီးတော့ကိုယ်တိုင်မုံလေးဖောက်ထားရပေါ့နော်ဆင်းပြီးတော့ကြော်ကြည့်ပါမယ်ရှင်မုံဖောက်ပြီးတော့ထားတဲ့အချိန်ကတော့အခုဆိုရင်တော့မိနစ်50လောက်တော့ရှိသွားပြီဆိုတော့မုံသားလေးလည်းအိတ်နေပြီပေါ့နော်ဆမ်းပြီးတော့ကြော်ကြည့်မယ်နဲဒီမှာဆိုရင်တော့ဒီပိုးအပြားတွေနဲ့ကြော်တဲ့အတွက်မုံကအဝိုင်းကြီးကြီးလေးရတယ်ပေါ့နော်ဒီမှာတော့ကိုအစင်ပြေဒီလိုလေးပဲကြော်လိုက်တာဖြစ်တဲ့အတွက်မောင်ကထည့်တာပေါ့နော်အထာမကြကဲဒီမှာမုံလေးတစ်ခုစားထည့်ထားရပေါ့နော်ဒီမှာတော့ပိုးရစီမာလိုမျိုးပိုးအပြားမရှိတဲ့အတွက်ပေါ့နော်ရှိတဲ့အိုးနဲ့ပဲကြော်ရတယ်ကဲဒါလေးကတော့တစ်ခုစားထည့်ထားတာလေးပေါ့နော်နှမ်းဖြူလေးလေးထည့်ထားတဲ့အတွက်မွှမွှေးလေးဒီမုတ်စီကြော်လေးတွေကကျတော့အထားလဲခံတယ်အစားလဲခံတယ်ပေါ့နော်ဟိုနောက်ရက်တွေမှလည်းစားလို့ရတယ်ကဲမုတ်စီကြော်လေးကြော်လို့ပြီးသွားပါပြီရှင်ကဲမုတ်စီကြော်လေးတွေကြိုက်တယ်ဆိုရင်လွယ်လွယ်ကူကူကြော်စားလို့ရပါတယ်နော်အကုန်ကြလဲနေတယ်အစားလဲခံတယ်ဒီလောက်ရတဲ့ပစ္စည်းမှာဆိုလို့ရှိရင်အကုန်ကြတက်တာတယ်အကုန်ကြနေနေလေးနဲ့အများကြီးလေးရပါတယ်ရှင်ကဲအညာဒေတာရဲ့အစားအစာလေးဖြစ်တယ်မုတ်စီကြော်လေးကိုဒီနေ့စိတ်ကူးလေးရှိလို့ကြော်ထားပါတယ်စားချင်တဲ့လူလေးတွေလွယ်တကူကြော်စားကြပါနော်အများကြီးရတယ်အခု20လောက်ရရပေါ့နော်ဒါဆိုလို့ရှိရင်အကုန်ကြရလဲနည်းနည်းလေးပဲနှမ်းဖြူလေးလည်းထည့်ထားပါတယ်ရှင်